နေဇာလန်လေးကတော့စစ်ပဝေသနီကလေးကစိုးပညာတွေခိစားခဲ့တဲ့ထိုင်းနိုင်ငံရဲ့တောရွာလေးတွေမှာဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။အဲဒီရွာလေးဟာတောနယ်ကြီးတစ်ခုရဲ့ဘေးမှာတည်ရှိပြီးမုတ်ဆိုးအလုံးနဲ့အသက်မွေးကြသူလည်းအတော်လေးကိုများတာပေါ့။တောနယ်ကြီးထဲမှာတော့သားကောင်တွေပေါ်များပေမဲ့လည်းအန်ဒီရဲကလည်းအလွန်ကိုပေါ်များလွန်လာပါတယ်။ဒေါ်စနာဒီမှာသားကောင်တွေကိုစားကြပြီးတောနယ်ထဲကြီးတော့ဘသူကမှမသွားခဲ့ကြပါဘူး။တညမှာတော့ဖိုးမောင်ဆိုတဲ့ကောင်လေးတယောက်ဟာစရီတမ်းမီလေးကိုခေါင်းမှာပါပြီးတောင်းလေးတစ်လုံးလွယ်ကဖားကောက်ထွက်ခဲ့တာပေါ့ဖိုးမောင်ဟာတောစနာကတော်လန်လေးအတိုင်းထွက်လာခဲ့ပါတယ်သူဟာဓာတ်မီကိုပပညာညာထိုးပြီးအော်နေတဲ့ဖားတွေကိုစားပွေနေခဲ့တာပေါ့ဒေါ်စာရဲ့တနေရာရောက်မှာတော့ဖိုးမောင်ဟာအဝါရောင်အဆင်းစီးတဲ့မီလုံးကြီးတစ်လုံးကိုတွေ့သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲဖိုးမောင်ရဲ့စိတ်တွေကငနာချောက်ချားမှုတွေဖြစ်လာပြီးတစ်ခုခုကညှို့ယူဖမ်းစားလိုက်သလိုဖြစ်သွားခဲ့ပါတယ်။ဖိုးမောင်ဟာမီလုံးကြီးကိုစိုက်ကြည့်နေတော့မှပဲမီလုံးကြီးဟာတွန်းနေကြီးတဲ့ကိုဝင်သွားခဲ့ပါလေရောဗျာ။ဖိုးမောင်လည်းတတိမကတော့ပဲမီလုံးကြီးနောက်ကိုလိုက်သွားခဲ့လိုက်ပါတယ်။မီလုံးကြီးဟာဖိုးမောင်ကိုတွန်းနေကြီးတဲ့ကိုခေါ်ဆောင်သွားခဲ့တာပေါ့။ဖိုးမောင်ဟာမီလုံးကြီးနောက်လိုက်ပြီးတွန်းနေတဲ့ကိုရောက်လာချိန်မှာတော့ရုတ်တရက်ဆိုသလိုမီလုံးကြီးကပျောက်ကွယ်သွားခဲ့ပါလေရောဗျာ။ဒီချိန်မှာဖိုးမောင်ဟာတတိပြန်ဝင်လာပြီးကြောင်တောင်ဖြစ်လို့နေခဲ့တာပေါ့ဖိုးမောင်ဟာသူဘယ်နေရာကိုရောက်နေတာလဲဆိုပြီးအဘေးဘက်ကိုလိုက်ကြည့်နေခဲ့တာပေါ့ဒီလိုနဲ့ရုတ်တရက်ဆိုသလိုမိမရည်တန်ကြီးတစ်ခုကထွက်ပေါ်လို့လာခဲ့ပါတယ်ဖိုးမောင်လည်းကြောက်ရွံ့လာပြီးအနောက်ဘက်ကိုလက်ကရွာထက်ကိုပြန်ပြေးသွားခဲ့လိုက်တာပေါ့ဒီချိန်မှာမီလုံးကြီးကလည်းပြန်ပေါ်လာခဲ့ပြီးသူ့နောက်ကိုလိုက်လို့နေခဲ့ပါတယ်ဖိုးမောင်လည်းအနောက်ကမီလုံးကြီးကိုကြည့်ပြီးပုံမြန်တစ်ထက်မြန်အောင်ပြေးနေခဲ့တာပေါ့ဖိုးမောင်ဟာဘလို့ပဲမြန်ပြေးပေမဲ့မီလုံးကြီးလက်ကတော့မလို့နိုင်ခဲ့ပါဘူးမီလုံးကြီးဟာရုတ်တရက်ဆိုသလိုမိမခေါင်းနှလုံးနဲ့ဦးတစ်ချောင်းသာပါတဲ့စုံမကြီးအသွင်ကိုပြောင်းသွားခဲ့ပါတယ်အမညီမအစုံကောင်းပြလို့ခေါ်ရင်လည်းမဟုတ်ပါဘူးဗျာအဲ့ဒီနောက်မှာတော့စုံမကြီးဟာဖိုးမောင်ကိုအနောက်ကနေဝင်တိုက်ခဲ့လိုက်ပါတယ်ဖိုးမောင်ကလည်းမြေပေါ်ကိုလဲကျလို့သွားခဲ့တာပေါ့နောက်ပြီးစုံမကြီးဟာဖိုးမောင်ရဲ့အသွေးတွေကိုစုပ်ယူခဲ့လိုက်ပါလေရောဗျာဒီလိုနဲ့နည်းနည်းခင်းကိုရောက်လာတဲ့အခါမှာတော့ရွာပြင်ကတောဆလီနာမှာသေနေတဲ့ဖိုးမောင်ရဲ့ရုပ်အလောင်းကိုရွာသားတွေကတွေ့သွားကြပါတယ်ဖိုးမောင်ရဲ့မျက်နှာမှာတော့အလွန်ကြောက်လန့်စရာတစ်ခုကိုတွေ့ပြီးတေးသွားခဲ့တယ်လို့ဖြစ်နေခဲ့တာပေါ့ဖိုးမောင်ဟာဗဇက်ကြီးဟပြီးလက်ဘေးမှာလည်းအပေါက်ကလေးဖြစ်နေခဲ့ပါတယ်ဖိုးမောင်ရဲ့တကူလုံးကလည်းဖြူပဖြူရောဖြစ်ပြီးခန္ဓာကိုယ်တစ်ခုလုံးမှာလည်းသွေးတွေတစ်စက်မှမရှိဖြစ်နေခဲ့ပါတယ်တစုံတစ်ခုကဖိုးမောင်ရဲ့သွေးတွေအလုံးကိုဆွတ်ယူထားသလိုဖြစ်နေခဲ့တာပေါ့ရွာသူရွာသားတွေကလည်းတယောက်တစ်ပေါက်ပြောလို့နေခဲ့ကြပါတယ်ဒါပေမဲ့ရေရာကိုတော့ဘသူကမှမသိခဲ့ကြပါဘူးဒီချိန်မှာပဲကြော်ထွန်းဆိုတဲ့လူငယ်လေးကဒီလိုပြောခဲ့လိုက်ပါတယ်ဟေးဖိုးမောင်ကိုတော်တဲ့ကအကောင်တော်ကောင်ကကလိုက်တာဖြစ်မယ်ဗျကြားတော့ဘာလို့ပေါ့ဗျာဒီချိန်မှာမိုးဆိုးတယောက်ဖြစ်တဲ့ကိုအာနိုးကလည်းဒီလိုပြန်ပြောခဲ့လိုက်တာပေါ့မဟုတ်တော့ပါဘူးကွာကြားဆိုရင်တော့အသားတွေကိုကိုက်ဖက်စားတော့မှာပေါ့ကွာအခုကသေသေးရှာကြည့်လေကွာသွေးတွေကိုပဲစုပ်ယူသွားတာကွာအေးအဲ့ဒါလည်းဟုတ်တာပဲကွာဒါဆိုရင်မိကဘလို့ထွင်လို့လဲကွာငါလည်းသေသေးရှာမသိဘူးကွာဒါပေမဲ့လည်းဗာလဲဆိုတာကိုတော့သေသေးရှာသိရအောင်စုံစမ်းရမယ်ကွာမဟုတ်ရင်နောက်လူတွေလည်းဒီလိုမျိုးထပ်ဖြစ်နိုင်တယ်ကွာရွာသားတွေကလည်းမိုးဆိုးကြီးအာနူးရဲ့စကားကိုကြားပြီးကြောက်လန့်တော်လုံးသွားခဲ့ကြတာပေါ့ဒီလိုနဲ့ညနေပိုင်းလောက်အချိန်မှာပဲအစိမ့်တွေတည်သွားခဲ့တဲ့ဖိုးမောင်ရဲ့ရုပ်အလောင်းကိုမိတကြိုးခဲလိုက်ပါတယ်ညဘက်ကိုရောက်လာတဲ့အခါမှာတော့ကိုအာနိုးဟာအဖြူအမဲသက်ကွယ်စီးရအောင်လို့တောဆနားမှာသူစောက်ထားခဲ့တဲ့လင့်စင်ဘောကနေစောက်ကြည့်လို့နေခဲ့ပါတယ်ညတကောင်ရချင်းကိုရောက်လာတဲ့အခါမှာတော့တောနေကြီးတဲ့ကနေရွာဆနားကိုမီလုံးကြီးတစ်လုံးဝင်လာခဲ့တာကိုသူတွေ့လိုက်ရပါတယ်မိုးဆိုးကြီးအာနိုးကလည်းဖိုးမောင်တေတာဟာဒီမီလုံးနဲ့တခုခုဆက်ဆက်နေမယ်လို့တွေးမိခဲ့တာပေါ့ဒီလိုနဲ့မီလုံးကြီးဟာတောစားကနေရွာထိပ်ဘက်ကိုဝင်လာခဲ့ပါတယ်နောက်ပြီးမီလုံးကြီးဟာရွာထိပ်ဘက်ကအစွန်ဆုံးအိမ်ဖြစ်တဲ့ဖိုးမောင်လူရဲ့အိမ်နာကိုကလာပြီးဖိုးမောင်လူရဲ့ကြက်ချံစီယာကိုပြန်ဝဲသွားခဲ့တာပေါ့ကြက်တွေကလည်းမီလုံးကိုမြင်တော့အော်ဟစ်ထွက်ပြေးခဲ့ကြတာပေါ့ဒါပေမဲ့ကြက်တွေဟာလွတ်အောင်တော့မပြေးနိုင်ခဲ့ပါဘူးနောက်ပြီးမီလုံးကြီးဟာကြက်ချံမှာရှိတဲ့ကြက်တွေရဲ့အသွေးတွေကိုစုပ်ယူခဲ့လိုက်ပါတယ်ကြက်တွေရဲ့ပြေလွှာအော်ဟစ်တံကိုကြားတော့ဖိုးမောင်လူကလည်းတစုံတစ်ယောက်ကသူ့ရဲ့ကြက်တွေကိုလာခိုးတဲ့ထင်းပြီးအိမ်ပေါ်ကနေဆင်းလာခဲ့ပါတယ်
နောက်ပြီးအိမ်နာပတ်ဝန်းကျင်ကိုလက်နေတမိကလေးနဲ့ထိုးပြီးလိုက်ကြည့်နေခဲ့တာပေါ့ဒီလိုနဲ့ဖုံမောင်လူဟာကြက်ချံစီရကိုရောက်လာခဲ့ပါတယ်ဖုံမောင်လူဟာကြက်ချံကိုလက်ကြည့်ခလိုက်ချိန်မှာတော့ခေါင်းနှလုံးနဲ့ဦးတချောင်းသာပါတဲ့စုံခုံပြအမွာကိုတွေ့ခဲ့လိုက်ရပါတယ်စုံမကြီးတွေဟာကြက်တွေရဲ့သွေးတွေကိုစုပ်ယူထားတာကြောင့်ပါးစပ်မှာလည်းသွေးတွေပေလို့နေခဲ့တာပေါ့စုံမကြီးကလည်းဖုံမောင်လူကသူ့ကိုမြင်သွားပြီးဆိုတာကြောင့်ပဲဖုံမောင်လူကိုအလွတ်မပေးခဲ့တော့ပါဘူးဖုံမောင်လူကလည်းစုံမကြီးတွေကိုမထင်မှပဲမြင်လိုက်ရတာကြောင့်ဘာလို့ဘာကန်ရမှမသိကြောင်တောင်ဖြစ်လို့နေခဲ့တာပေါ့ဒီချိန်မှာစုံမကြီးတွေကကြက်ချံကနေပြန်ဝဲလာပြီးဖုံမောင်လူကိုတိုက်ခိုက်ခဲ့လိုက်တာပေါ့ဖုံမောင်လူကလည်းမြေပေါ်ကိုလဲကျလို့သွားခဲ့ပါတယ်ဒီချိန်မှာပဲခေါင်းနှလုံးနဲ့စုံမကြီးတွေဟာဖုံမောင်လူရဲ့လက်ပင်ကိုကိုက်ပြီးသွေးတွေကိုစုပ်ယူလို့နေခဲ့တာပေါ့နည်းနည်းခင်းကိုရောက်လာတဲ့ချိန်မှာတော့မျက်လုံးပြိုမျက်စံပြူတည်နေတဲ့ဖုံမောင်လူရဲ့အိမ်ကိုရွာသားတွေကရောက်လာခဲ့ကြပါတယ်ဖုံမောင်လူရဲ့ကြက်တွေကလည်းတကောင်းမှမကြံပဲအကုန်လုံးတည်သွားခဲ့တာပေါ့ဖုံမောင်လူရဲ့သေနေတဲ့ပုံစံကလည်းအရင်တစ်ခါတည်သွားခဲ့တဲ့ဖုံမောင်ရဲ့ပုံစံနဲ့အတူတူပဲဖြစ်နေခဲ့ပါတယ်နောက်ပြီးဖုံမောင်လူရဲ့ခန္ဓာကိုယ်မှာလည်းသွေးတစ်စက်မှမရှိဖြစ်နေခဲ့တာပေါ့ဒီချိန်မှာကြော်ထွန်းကဖုံမောင်လူသိနေတဲ့ပုံကဖုံမောင်နဲ့အတူတူပဲကွာငါတို့ရွာကဘာတွေဖြစ်နေပြီလဲမသိဘူးကွာအာနုကလည်းကြော်ထွန်းကိုဒီလိုပြောခဲ့လိုက်ပါတယ်အေးကွာဟုတ်တယ်ကွာငါမင်းညကဒီကိစ္စဘာကြောင့်ဖြစ်တယ်ဆိုတာကိုစောကြည့်တာကွာမီလုံးကြီးတစ်လုံးရွာထဲဝင်လာတာကိုတော့တွေ့လိုက်တယ်ကွာအဲ့ဒါကသွေးတွေကိုစုပ်တဲ့တရားခံပဲဖြစ်မယ်ကွာမီလုံးကြီးလားကွာမင်းတွေ့လိုက်တာလားကွာမီလုံးကြီးဆိုရင်တော့စုံပဲဖြစ်ဖို့များတယ်ကွာနောက်ထပ်ဘသူအလဲရောက်လာအောင်မလဲမသိပါဘူးကွာသူတို့နှစ်ယောက်ရဲ့စကားကိုရွာသားတွေကလည်းစိတ်ဝင်စားနားထောင်နေခဲ့တာပေါ့အဲ့ဒီနောက်မှာတော့ဘသူအလဲရောက်လာမလဲဆိုပြီးစိုးရင်ပူပန်နေခဲ့ကြပါတယ်ညချင်းကိုရောက်လာတဲ့အခါမှာတော့မူဆိုကြီးအာနုဟာဒီပြဿနာတွေကိုဖြေရှင်းဖို့အစီအရင်တချို့ကိုပြုလုပ်ခဲ့ပါတယ်အဲ့ဒါကတော့ရွာထိပ်ဘက်မှာကြက်တကောင်ကိုအစာလုပ်ပြီးမီလုံးကြီးကိုညခေါ်ခဲ့တာပဲဖြစ်ပါတယ်ညတကောင်ရချင်းကိုရောက်လာတဲ့အခါမှာတော့မူဆိုကြီးအာနုဟာသူထင်ထားခဲ့တဲ့အတိုင်းမီလုံးကြီးဟာရွာထက်ကိုဝင်လာခဲ့ပါတယ်နောက်ပြီးမီလုံးကြီးဟာအာနုချထားတဲ့ကျမကြီးစီယာစီကိုပြန်ဝဲလို့သွားခဲ့တာပေါ့မုဆိုကြီးအာနိုကလည်းအိမ်ထဲကနေပုံပြီးအခြေအနေကိုစောင့်ကြည့်နေခဲ့ပါတယ်။ကျမကြီးအနာကိုရောက်ချိန်မှာတော့မီလုံးကြီးဟာစုံမကြီးအဖြစ်ကိုပြောင်းလဲသွားခဲ့လိုက်ပါတယ်။နောက်ပြီးကျမကြီးကိုကိုက်ပြီးကျမကြီးရဲ့သွေးတွေကိုစုပ်လို့နေခဲ့တာပေါ့။မုဆိုကြီးကလည်းအိမ်ပေါ်ကနေအိမ်အောင်ဘက်ကိုခုန်ဆင်းလာခဲ့ပြီးစုံမကြီးရဲ့နဖူးတက်ကိုသူ့ရဲ့တနတ်ကြီးနဲ့ပြေးထဲခဲ့လိုက်ပါတယ်။ခေါင်းနှလုံးပါတဲ့စိုးမကြီးရဲ့ခေါင်းတစ်လုံးကိုထိမှန်သွားပြီးချိန်မှာတော့စိုးမကြီးရဲ့ခေါင်းတစ်လုံးဟာမြေပေါ်ကိုကျလို့သွားခဲ့တာပေါ့ကျန်နေတဲ့စိုးမကြီးရဲ့ခေါင်းတစ်လုံးကလည်းမီလုံးကြီးအသွင်ကိုပြောင်းပြီးတောနဲ့ထဲကိုဝင်ပြေးသွားခဲ့ပါလေရောဗျာမိုးဆိုးကြီးအနုကလည်းမီလုံးကြီးနောက်ကိုအမြန်လိုက်သွားခဲ့တာပေါ့တောနဲ့ကြီးရဲ့တနေရာရောက်မှတော့မီလုံးကြီးဟာပျောက်ကွယ်လို့သွားခဲ့တာပေါ့မိုးဆိုးကြီးကလည်းမီလုံးကြီးကိုနေရာအနှံ့လိုက်စားနေခဲ့ပါတယ်ဒီအချိန်မှာပဲမီလုံးကြီးကမူဆိုကြီးရဲ့အနောက်ကနေဝင်လာပြီးတိုက်ခိုက်ခဲ့လိုက်ပါတယ်မူဆိုကြီးကလည်းမြေပေါ်ကိုလဲကျလို့သွားခဲ့တာပေါ့မီလုံးကြီးဟာစိုးမကြီးအတွင်ကိုပြပြောင်းသွားပြီးမူဆိုကြီးရဲ့သွေးတွေကိုစုပ်ယူဖို့မူဆိုကြီးစီကိုဝင်လာခဲ့လိုက်ပါတယ်မူဆိုကြီးကလည်းသတိကြီးသူဖြစ်တာကြောင့်ပဲစိုးမကြီးဝင်လာတယ်ဆိုရင်ပဲသူ့ရဲ့လက်နှစ်ဖက်နဲ့စိုးမကြီးကိုတွန်းထားခဲ့လိုက်တာပေါ့နောက်ပြီးအနီးနားမှာစီးတဲ့ဒုတ်တစ်ချောက်ကိုကောက်ကင်လိုက်ပြီးစိုးမကြီးရဲ့နဖူးတက်ကိုထိုးသွင်းခဲ့လိုက်ပါလေရောဗျာစိုးမကြီးကလည်းအသက်ကုန်အော်ပြီးတေဆုံသွားခဲ့တာပေါ့အားလုံးပြီးဆုံးသွားချိန်မှာတော့မိုးဆိုကြီးဟာရွာထက်ကလူတွေကိုခေါ်ပြီးစိုးမကြီးနှစ်ယောက်ရဲ့ရုပ်အလောင်းတွေကိုမီးဆိုးပြေးခဲ့လိုက်ပါတယ်အဲ့ဒီအချိန်ကစပြီးရွာထက်မှာဘသူကမှထူးထူးခြားခြားမတေဆုံးခဲ့ကြသလိုထူးခြားဆန်းကျင်မှုတွေကလည်းထပ်ပြီးမပြေပွားခဲ့ကြတော့ပါဘူးဒီလိုစိတ်ဝင်စားစရာကောင်းတဲ့တရားတစီစားလမ်းတွေကိုအမြဲတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနှိပ်သွားပေးကြပါအောင်လို့တောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးပဲစိတ်ချမ်းသာလို့ကိုယ်ကျန်းမာကြပါစေခင်ဗျာ